မျက်လုံးအစ်စ်လာမေးကြလို့ပေါ့နော်ဟုတ်တယ်နော်မျက်လုံးအစ်စ်ပါနော် online သဘောကျလို့ online ကနေပြီးမှားထားပါနော်လိုမျိုးမျက်လုံးလေးတွေမှားခြင်းတယ်ဆိုလို့ရှိရင်ပန်းနဝရီထဲတိုင်းမှာမှားလို့ရပါတယ်နော်ပန်းနဝရီထဲတိုင်းမှာလိုမျိုးမျက်လုံးလေးရပါတယ် What တက်ရလို့ပြောနေဘာတက်လဲမမေစတပါစစ်တာဟာ Hello Hello အေးပြောတော့အင်ဂျင်တော့အကြောင်းလားမသိဘူးပြောတော့မရတော့ အင်ဂျင်တော့အကြောင်းလားမသိဘူးမဟုတ်တာတက်သေးရဘာတက်ပြောတော့မဲဘက်တာဘာတက်လို့စစ်တယ်ဘောဟာအင်ဂျင်တော့အကြောင်းအဲ့ဘာလို့အမအလူရှိရပြောလို့ဒီဦးရခင်ဗျားပြီးတော့မင်းကငါတက်သေးရလို့ပြောနေဘာတက်လဲမမေစတပါစစ်တာဟာခင်ဗျားကျွန်တော်မရိုက်တော့ဘူးနော်မဲမရိုင်းတဲ့မြဲတဲ့ငါစောက်လို့မို့မင်းကဖုံးဆက်ပြီးလီးတာခင်ဗျားခေါ်လာပြီးတော့ကျွန်တော်ပြန်ခေါ်လာလေငါလို့ခေါ်တာဘယ်မှာခေါ်တာစောက်လို့ရှုပ်နေရတယ်ခင်ဗျားချိုးတာမချိုးတာကျွန်တော်စိတ်ဝင်တာကိုကျွန်တော်လည်းအားရနေမှာမဟုတ်ဘူးတကယ်တူမမေစတပါပြီလို့ဆက်တာငါလုံးမှစစ်တဲ့ကိုမင်းဘာကောင်မှန်းအလူရှိရပြောလို့အလူရှိရလီးလို့မမေစတပါလို့အောင်ပါအလုံးမှခင်ဗျားမဆဲနေနော်လီးရွှေ့လာတော့ကိုပြောတာကိုယူအလုံးမှဟာခင်ဗျားမဆဲနေနော်မင်းဘာဖြစ်နေလဲမင်းဘဲကောင်မို့လားအဲ့မင်းဘဲတက်ကလည်းရဘဲတက်ကမှမဟုတ်ဘူးဘဲတက်မို့မင်းလီးလို့ဝတ်တာအလုံးမှမင်းဘဲကောင်ပြောမင်းမနေရလဲခင်နာသူမီသူကဘူမီရမြန်မာပြည်မြေပုံခေါင်းဘက်ချမ်းဒေခိတာတိုင်းမှာနေရကြိုက်ဆိုရှင်းလို့ရတယ်ဘိုင်ခင်နာသူမီရဘူဒီတာမြန်မာပြည်မြေပုံခေါင်းဘက်ချမ်းမှာရှိရကြိုက်ဆိုရှင်းလို့ရတယ်အဲ့ဒါမမေစပတ်လို့ရမှာကိုပြောတာကိုယူအလူရှိရပြောလို့လူရှိရဒီလို့မှာငါအေဂျင့်တော့အကြောင်းရင်းတော့ကြောင့်ငါမတီးမင်းပဲရတယ်မင်းဘဲကောင်မို့ကျွန်တော်အပြစ်ထွက်တဲ့ချိန်မိုးရီဆိုတယ်အခုဒီမှာချင်းမိုးရီမဆိုတော့ဘူး Damn စမိတ်ဆွေများတလောက်တော့ရှင်းတာမရှိတော့ဘူးလေပြန်ပြောမယ်နော်ဒီမှာဦးလေးကကျွန်တော်ဘာလုပ်ပေးလဲထီဆောင်ပေးတယ်ဆောင်းပေးတော့ကျွန်တော်မပေါ်မှာမိုးရီဆိုလားမဆိုဘူးလေကျွန်တော်အပြစ်ထွက်ရင်မိုးရီဆိုလားဒီလိုပဲ What the fuck ဒါမဲ့ချင်းတော့ယေရှုကကျွန်တော်မကောင်းမှန်းတိချင်းနဲ့သူ့လောကကိုဆင်းပြီးမှဒီမှာထီဆောင်ပေးတယ်လို့ကျွန်တော်ကိုလာကြတင်ပေးတာခေါင်းဆောင်မင်းသားဖြစ်လာမယ်ဆိုရင်တော့ဒါတွဲရဲရှင်တဲ့မင်းသမီးပါရောရှိလာခေါင်းဆောင်မင်းသားဆိုရင်တော့ကျွန်တော်တို့မင်းသမီးကတော့အကုန်လုံးကျွန်တော်တို့ရိုက်ကမှာပါပဲအဲ့တော့မင်းသမီးအားလုံးနဲ့တော့အဆင်ပြေအောင်တော့ကျွန်တော်အနေနဲ့ကြိုးစားတရုပ်ဆောင်သွားမှာပါပဲဒီရုပ်ကိုတွဲရဲရှင်တဲ့မင်းသမီးမရှိဘူးလားအကုန်လုံးကတော့ကိုအားပေးတဲ့ပရိသတ်တွေပါပဲနော်ကိုလေးစားတဲ့နုပညာရှင်တွေဖြစ်တဲ့မင်းသားမင်းသမီးတွေအကုန်လုံးကလည်းကိုယ့်ရဲ့စီနီယာကြီးတွေဖြစ်တဲ့အတွက်အကုန်လုံးလေးစားရတာပါနော်အဲ့တော့ဘယ်သူနဲ့ဖြစ်ဖြစ်ကျွန်တော်တို့ကတော့ကိုယ့်ရဲ့စီနီယာကြီးတွေဖြစ်တဲ့အတွက်လေးစားမှုအပြည့်ပေးတယ်ကျွန်တော်ကလည်းအခုမှကြိုးစားနေတဲ့နေထားဆိုတော့နော်အဲကြောင့်မလို့ကိုယ့်ရဲ့စီနီယာတွေကကျွန်တော်တို့အားနည်းချက်တွေလေးလာမှလေးကိုယ့်ရဲ့ဝါရင်းနဲ့ပညာရှင်ကြီးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့တော့အားလုံးလေးစားပါတယ်တင်တဲ့တက်ခဲ့စမှာပါနော်ဒီတင်တဲ့တက်တဲ့တင်နန်းသားတွေအများကြီးမှာကိုကျွတ်စီကနေပြီးဘယ်လိုမှတ်ချက်မျိုးလေးရခဲ့ကိုကျွတ်စီကဘယ်လိုမှတ်ချက်မျိုးရတော့ကျွန်တော်တို့ကမြစ်တာဖြစ်ပြီးတော့တန်ရုံးတင်လည်းတကယ်ရှိပါတယ်ကျွန်တော်လည်းအများအားဖြင့်ဘနာနာတော်တော်နာမည်ကြီးနေတော့တနိုင်ငံလုံးဘနာနာပေါက်နေတာမိဘလည်းတိတက်တယ်အဲ့လိုမျိုးဗီဒီယိုလေးတွေရအဲ့လိုမျိုးလေးတွေပြိသက်ကိုလိုမျိုးမြင်စမ်းလေးပြောင်းလုပ်တယ်ဆရာကျွန်တော်ကကျွန်တော်ကိုအများအားပေးချတယ်ကျွန်တော်ပုံမှာလည်းဟိုဟာဖြစ်လို့ကျွန်တော်လည်းဆရာကျွန်းလင်းပုံမှာတကယ်ဟိုတန်ရုံးတင်ဖြစ်ပါတယ်ကိုပုံမှာတကယ်ဟိုအဲ့လိုမျိုးအားပေးမှုအပြည့်ဝပေးတယ်အဲ့လိုကိုတွေပိုင်းမှာလည်းစတူဒီယိုပိုင်းမှာတော့ကျွန်တော်ပုံလေးနဲ့အမှတ်တရတင်ပေးတဲ့အတွက်ဆရာကျွန်းလင်းကကိုပုံမှာတကယ်တန်ရုံးတင်ဖြစ်နေတာအဲ့တော့ကျွန်တော်အနေနဲ့စူးစမ်းမှုနဲ့ယုံကြည်မှုနဲ့ဒါဆက်ချောက်လိုက်မယ်ဆိုတော့ကျွန်တော်ကတရုပ်ဆောင်ကောင်းတယောက်လည်းဖြစ်လာအောင်မယ်လို့တိတ်မကြခင်ပါပေါ့နော်အဲ့တော့အမျိုးမျိုးကိုကျွန်တော်အနေနဲ့ပြိသက်ကိုတင်မြင်စမ်းနေကိုအများကြီးလာအောင်မယ်ကျွန်တော်နာမည်တန်းထေးအောင်ပါ
TikTok မှာလည်းတန်ထအောင်လို့သိကြပါတယ်အားလုံးကလည်းတန်ထအောင်လို့သိကြပါတယ်ခင်ဗျအသီးနှံနဲ့ဆော့ရလို့ပို့ပြီးတော့တည်များကြတယ်အသီးနှံကိုပဲအဓိကထားဆော့ရဆိုတော့မိဖို့ကြောင့်သူ fashion မေတော်လားအသီးဆုံးမသိဘူးဘယ်လိုလဲခုကမီဒီယာဟိုပေါ်တက်လာတော့ fashion မေတော်တင်သားပြောတာတွေ့ပါတယ်ခင်